ဒီနေ့ကျမတို့အတူတူလေ့လာသုံးသပ်ဖို့ရထားတဲ့အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းမှတ်တမ်းတစ်ခုပါ The Burmese Mission Organization and Educational Work ဆိုတဲ့စာတမ်းကောင်းလို့ချက်တွေပေါ့နော်ဟုတ်ပါတယ်ခင်ဗျာဒီစာတမ်းကနေ20ရာစုအစောပိုင်းမြန်မာနိုင်ငံမှာ Church of England အသင်းတော်ရဲ့သာသနာပြုလုပ်ငန်းတွေဘယ်လိုပုံစံနဲ့လှုပ်ဆောင်ခဲ့တယ်လဲဆိုတာကိုအသေးစိတ်လေ့လာခွင့်ရမှာပါဟုတ်ပါတယ်ဒီရင်းမြစ်တွေရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကပါလဲဆိုတော့သာသနာပြုလုပ်ငန်းစဉ်ရဲ့မဟာဗျူဟာကိုဖွင့်ချပြထားတာပါပဲမဟာဗျူဟာဆိုတဲ့နေရာမှာသူတို့ဟာဘာသာရေးတက်ကိုပဲဟောပြောနေတာမဟုတ်ပဲအထူးသဖြင့်ပညာရေးကိုအဓိကကိရိယာအဖြစ်ဘယ်လောက်တောင်ကြဲကြဲပြန့်ပြန့်အသုံးချခဲ့တယ်လဲဆိုတာကိုတွေ့ရမှာပါ။အော်ဟုတ်ကဲ့။ဒါဟာဘာသာရေးရည်မှန်းချက်လူမှုရေးပြောင်းလဲမှုနဲ့ယဉ်ကျေးမှုဆိုင်ရာလိုက်ရောညီထွေမှုတွေကြားကရှုပ်ထွေးတဲ့ဆက်နွယ်မှုကိုဖော်ပြနေတဲ့မှန်တစ်ချက်လိုပါပဲခင်ဗျာ။ဒါဆိုဒီနေ့ကျမတို့ရဲ့ရည်ရွယ်ချက်ကချင်းစီးလေးနော်သူတို့ရဲ့လုပ်ငန်းစဉ်၃ရက်ပညာရေးတင်းအုပ်ဆိုင်ရာနဲ့ဧဝံဂေလိလုပ်ငန်းတွေဘလို့ချိတ်ဆက်ပြီးဘလို့ကွဲပြားနေတယ်လဲဆိုတာကိုနားလည်ဖို့ပဲဟုတ်ပါပြီအထူးသဖြင့်သူတို့ရဲ့ဂုံသတင်းကြော်ကြားတဲ့ကျောင်းတီကျောင်းပြီးတော့မြို့ပြတဲ့ကျဲလက်မှာဘာကြောင့်ဒီလောက်ကွာခြားတဲ့ရလက်တွေထုတ်ခဲ့လဲအဲ့ဒီအချက်ကတကောရေးကြည့်ပါတယ်နော်ဘီဒေတာတလေးချုံးစာနေကိုအသွုံဖြတ်ခဲ့တဲ့သူတို့ရဲ့ပါနာတဲ့နီလန်တချို့ကိုပါဆွေးနွေးသွားကြမှာပါကဲအောင်မြင်ဆုံးလို့ဆိုနိုင်တဲ့ပညာရေးကဏ္ဍနဲ့စလိုက်ကြရအောင်နော်ကောင်းပါပြီခင်ဗျာသာသနာပြုလုပ်ငန်းရဲ့အထင်ရှားဆုံးမျက်နှာစာကတော့ရန်ကုန်မြို့ကစိန်ကျုံး College နဲ့စိန်မေရီကျောင်းတို့ပဲထင်မိထင်တယ်ဟုတ်ပါပြီစာတန်းထဲမှာစိန်ကျုံးကျောင်းကိုအင်္ဂလိပ် Public School နည်းစနစ်တွေကိုမြန်မာပညာရေးလောကတွေကိုရှေ့ဆောင်လမ်းပြချယူဆောင်လာခဲ့တယ်လို့ဖော်ပြထားတယ်အဲ့ဒီအချက်ကအင်ဒန်ရေးကြည့်ပါတယ်ခင်ဗျာဒါအသိပညာပေးုံတက်တဲ့မို့တော်ကူလူတယောက်ရဲ့ဆဲလက္ခဏာကိုပုံသွင်းတာပါဟုတ်ကဲ့စာရန်တဲ့အသေးစိတ်ချက်လက်တွေကဒါကိုတက်တဲ့ပြနေတယ်ဥပမာကျောင်းမှာဘောလုံးကစားခြင်းကိုပထမဆုံးစတင်မိတ်ဆက်ခဲ့တယ်ပြီးတော့ Lord Roberts လို British ရာရှိကြီးတွေချီးကျူးခဲ့ရတဲ့ဘောလုံးတပ်ဖွဲ့ရှိခဲ့တယ်ဒါတွေမသေးဘူးခင်ဗျာမိသက်တပ်ဖွဲ့တောင်ရှိခဲ့တယ်လို့ဆိုတယ်ဟင်ခဏလေးမိသက်တပ်ဖွဲ့ဟုတ်လားကျောင်းတစ်ကျောင်းမှာလဲဟုတ်ပါတယ်အဲ့ဒါတော့တော်တော်ထူးဆန်းတယ်နော်ဒါဆိုသူတို့ကကျောင်းထောင်းတွေကိုမြို့ပြအုပ်ချုပ်ရေးရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့တော့မြင်စေခြင်းတဲ့သဘောလားအဲ့ဒီလိုပဲဆိုရမှာပဲခင်ဗျာသူတို့ရဲ့ရည်မှန်းချက်ဘလောက်ကြီးတယ်ဆိုတာကိုပြနေတာပါသူတို့ဟာစတက်တဲ့သူတွေကိုမွေးထုတ်ပေးနေတာမဟုတ်ဘူးBritish စံနှုန်းတွေနဲ့ကိုက်ညီတဲ့စီကံလိုက်နာတဲ့လူသူအကျိုးပြုစိတ်သက်ရှိတဲ့ခေါင်းဆောင်လောင်းတွေကိုပုံဖော်ပြီးနေတာပါဘူလောင်းတပ်ဖွဲ့ကစစ်ရေးစီကံမိသက်တပ်ဖွဲ့ကလူသူအကျိုးပြုစိတ်သက်အားကစားကအတင်းအဖွဲ့စိတ်သက်လို့ပေါ့စတို့ဒါဒီအားလုံးဟာကိုလိုနီခေတ်အုပ်ချုပ်ရေးရန်တရားကွက်လိုအပ်တဲ့လူတွေကိုမွေးထုတ်ပေးတဲ့စနစ်တစ်ခုလိုဖြစ်နေတာပေါ့နော်ဟုတ်ပါတယ်တိတိကျကျပါပဲဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကဒီလိုပုံသွင်းမှုရဲ့ရက်လက်ပဲကျောင်းသားဟောင်းနေကြတဲ့မှာအလွန်ခိုင်မာတဲ့ကျောင်းတော်သားစိတ်ဓာတ်ပေါ့ esprit de corps ရှိတယ်လို့ဖော်ပြထားတယ်ဟုတ်ကဲ့ဒါဟာအရှိတိုင်းမှာတွေ့ရခဲ့တယ်လို့မှတ်ချက်ပေးထားတယ်အော်စရာကောင်းလုံးကတော့ဗုဒ္ဓဘာသာဝင်မွတ်စလင်ဘာသာဝင်ကျောင်းသားဟောင်းတွေကပါခရီးယန်နေနဲ့အတူကျောင်းတီထောင်သူဒေါက်တာမာ့က်စ်အတွက်ပင်စင်ရမုံငွေတစ်ခုကိုစုပေါင်းထူထောင်ခဲ့ကြတယ်ဆိုတဲ့အချက်ပဲအဲ့ဒီအချက်ကဒီမဟာဗျူဟာရဲ့အောင်မြင်မှုနဲ့ရှုပ်ထွေးမှုကိုတပြိုင်နက်တည်းပေါ်ပြနေတာပါခင်ဗျာတစ်ဖက်မှာကြည့်ရင်ဘာသာရေးစီးတွေကိုကြော်လွန်ပြီးအင်မတန်ခိုင်မာတဲ့လူမှုအတိုက်အဝန်ဆိုင်ရာတန်ရောစင်တကူကိုဖန်တီးပေးနိုင်ခဲ့တယ်ဒါကကြီးမားတဲ့အောင်မြင်မှုပါဟုတ်တယ်နော်ကျောင်းဝန်ထမ်းတွေကအထိတ်မှတ်ဖျားကြောင်းဆောက်ဖို့သူတို့ရဲ့တက်လာစာကိုလှူဒန်းခဲ့ကြတယ်ဆိုတဲ့အချက်ကလည်းဒီအတိုက်ဝင်ဘလောက်ခိုင်မာတယ်ဆိုတာကိုပြတယ်ဒါပေမဲ့ဒီလိုစီလုံးညီညွတ်စွာပါဝင်ခဲ့တာကတော်တော်ထူးခြားတယ်နော်ဘာသာမတူတဲ့သူတွေကခရစ်စတန်ကျောင်းတီထောင်တို့ကြောက်တော့ဒီလောက်ထိလုပ်ဖိခဲ့တာကသာသနာပြုတ်ဖွဲ့ရင်မူလရည်မှန်းချက်နဲ့ကိုက်ညီရလားဒါကသူတို့မျိုးလင့်ထားတဲ့အောင်မြင်မှုမျိုးဟုတ်ပါမလားအဲ့ဒါကတန်တရားတန်မေကုန်ပါတယ်သူတို့ဟာသစ္စာဆောင်တည်တဲ့ဂျေစုတည်တတ်တဲ့ခင်မီတဲ့လူတစုကိုမွေးထုတ်နိုင်ခဲ့တယ်ဒါပေမဲ့ဘာသာပြောင်းဝင်လာသူအများများကိုတော့မရခဲ့ဘူးဟိုအတုံးချလို့ပြီးမဲ့သူတို့ရဲ့ယုံကြည်မှုကိုတော့အလွယ်တကူမစွတ်လွတ်ဘူးဆိုတဲ့သဘောကိုထင်ထင်ရှားရှားပြလိုက်တာပါဟုတ်ကဲ့ပညာရေးကိုလက်တွေ့ဘဝတိုးတက်ဖို့ကိရိယာဖြစ်လက်ခံတယ်ဒါပေမဲ့ဘာသာရေးကိုတော့
သူတို့ရဲ့ယဉ်ကျေးမှုဆိုင်ရာအမတ်တရောဖြစ်ဆက်လက်ထိန်းသိမ်းထားခဲ့တယ်ဆိုတဲ့သဘောပေါ့ အဲ့ဒါပါပဲစင်မီဒီချောင်းကလည်းမင်္ဂလေးတွေအတွက်အလားတူအခမ်းကဏ္ဍကနေပါဝင်ခဲ့ပြီးစာထိုးပညာလိုနိပညာသင်တန်းတွေပါပေးခဲ့တာကလည်းဒီလက်တွေ့ကျတဲ့ချင်းကမှုကိုပုံမထင်ရှားစေပါတယ် ကောင်းပြီဒါဆိုရန်ကုန်မြို့ကဒီလိုအထက်တန်းလွှာပညာရေးစနစ်ကလူမှုရေးအရာအောင်မြင်မှုကြီးတစ်ခုရခဲ့တယ်ဒါပေမဲ့သာသနာပြုလုပ်ငန်းရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့တိုက်လိုက်တရားဟောခြင်းအဲ့ဒီအဖိုင်ကိုကြည့်လိုက်ရင်တော့စာတန်းထက်မှလုံးဝကိုမတူညီရဲ့ပုံတစ်ပုံကိုဆွဲပြထားတယ်နော် ဟုတ်ပါတယ်ခြားတဲ့ချက်ကကောင်းကင်နဲ့မြေကြီးလောက်ကိုကွာပါတယ်ခင်ဗျရန်ကုန်မှာဧဝံဂေလိလုပ်ငန်းကအတီးပွေမရှိတလောက်ထက်တယ်လို့ပြောင်းပြောင်းတင်တင်ဝန်ခံထားတယ် ဟုတ်လား စာတန်းထမှာတုံးထားတဲ့စကားလုံးတွေကတော်တော်ပြင်းထန်ပါတယ်ရန်ကုန်မြို့ကိုခေတ်သစ်ဗာဘလိုမျိုးလို့တင်စားထားတယ် ဝိုးအဲ့ဒီလောက်တောင်ပြင်းပြင်းထန်ထန်ထုံးထားတာလားခေတ်တစ်ဘာဘလွန်ဆိုတာကအနောက်တိုင်းမှာတော့အဖြစ်ထူးစင်ရိုက်တွေထုံးကားတဲ့နေရာအတွက်ထုံးတဲ့အမတန်အနုလက္ခဏာဆောင်တဲ့အတုံးလုံးပဲသူတို့ရဲ့စိတ်ပြတ်မှုကိုအထင်ရှားတွေ့ရတာပဲ ဟုတ်တယ်ခင်ဗျမြို့နေမြန်မာတွေဟာရိုင်းဆိုင်ပြီးဘာသာတရားကိုင်းဆိုင်မှုမရှိပြင်ပင်လနာမျိုးဖြီလို့အမျိုးမျိုးသောသွေးဆောင်မှုတွေနောက်ကိုအလွယ်တကူလိုက်ပါသွားကြတယ်လို့ပုံဖော်ထားတယ် စားရန်ထဲမှာပိုးတော်ဘာသာဘုံကြီးကျောင်းတွေမှာတောင်ရန်ကုန်မြို့သားများစုငရေပြရောက်မဲ့အကြောင်းတရုတ်ဖော်ထားတဲ့ဆိုတဲ့အချက်ကိုထောက်ပြထားတာကသူတို့အမြင်ကိုထပ်ဆင့်ထောက်ခံခြင်းတဲ့သဘောပဲဖြစ်မယ် အဲ့ဒါပါပဲမြို့သားတွေကသာသနာပြုတဲ့စကားကိုနားထောင်တယ်ဆိုတာထက်ကိုယ့်ရဲ့ပညာကြားပြဖို့နဲ့အနိုင်ယူဖို့လောက်ပဲစကားပြောတယ်လို့ဆိုထားတာကသူတို့ကြားကနားလည်မှုလွဲချော်မှုကိုဖော်ပြနေတယ် ဒါကိုပို့ကျပြတဲ့ကိုလိုနီခေရှုထောက်ကနေချစ်ဆက်ကြည့်မယ်ဆိုရင်တော့ဒါဟာတွေ့ရလေးရှိတဲ့အယူဆတစ်ခုကိုထင်ဟန်နေတာပါအဲ့ဒါကတော့ကျေးလက်တော်သူတောင်သားလေးရဲ့စိတ်သက်ဖြူစင်မှုရိုးသားမှုနဲ့မြို့ပြရဲ့ယိုယွင်းပျက်စီးမှုကောက်ချက်မှုကိုနိုင်ရှင်ပြတာပါပဲ ဟုတ်ကဲ့ စာတန်းထဲမှာတော်သူတောင်သားတွေကဘာသာမပြောင်းရင်တော့မှလေးလေးစားစားနဲ့စိတ်ရှည်လက်ရှည်နားထောင်တတ်ကြတယ်လို့ဆိုထားတယ် ဒါဆိုဒီမြို့ပြနယ်ကျေးလက်ကြားကကွာခြားချက်ကသူတို့ရဲ့မဟာဗျူဟာကိုဘလို့ပုံဖော်ပြခဲ့လဲပညာရေးမှာအောင်မြင်ပြီးတရားဟောတာမှာရှုံးနေနေတဲ့မြို့ပြကိုစစ်ကုံသွားပြီးကြီးလက်ကိုပိုအာယုံဆိုင်လာတာမျိုးလား တစိတ်တစ်ပိုင်းတော့ဟုတ်ပါတယ်ခင်ဗျဒါပေမဲ့သူတို့ကမြို့ပြကိုလုံးဝလက်မလွတ်ခဲ့ဘူးအဲ့ဒီအစားချင်းကပ်ပုံအစ်စ်တစ်ခုကိုရှာဖွေခဲ့တယ် အော် အဲ့ဒီအတွက်အကောင်းဆုံးဥမာဟာတော့မြို့ပြရဲ့စင်းချိဖုံးမှာတီးဆောက်ထားတဲ့သူတို့ရဲ့စံပြကာသနာပြုစခန်းတစ်ခုပဲ โอเคဒါဆိုမြို့ပြမှာတိုက်ရိုက်သာသနာပြုလုပ်ငန်းကခက်ခဲတယ်ဒါပေမဲ့ပညာရေးကအောင်မြင်တယ်ဆိုတော့ဒီနှစ်ခုကိုဘယ်လိုမျိုးပေါင်းဆက်ပြီးလှုပ်ဆောင်ခဲ့တဲ့နေရာတွေရှိမလားစာတန်းထဲမှာအဲ့ဒီလိုစံပြမော်ရီတစ်ခုကိုကမာရွတ်တာစကားအနေနဲ့ဖော်ပြထားတယ်နော် တိတိကျကျပါပဲရန်ကုန်မြို့စင်းချိဖုံးဖြစ်တဲ့ကမာရွတ်လာစိန်မိုက်ကယ်သာသနာပြုစခန်းဟာသူတို့ရဲ့လုပ်ငန်းစဉ်အားလုံးကိုပေါင်းဆက်ထားတဲ့ဗဟိုဌာနတစ်ခုလိုဖြစ်လာခဲ့တယ် ဟုတ်ကဲ့ ဒီနေရာရဲ့မတ်သားစရာအကောင်းဆုံးချက်ကသူတို့ရဲ့ဘတ်စုံချင်းကပ်မှုပါပဲနေချောင်းတစ်ခုရှိတယ်ဒါတည်းအဆောင်ချောင်းတစ်ခုလည်းရှိခဲ့တယ် အဆောင်ကျောင်းကဘာအတွက်လဲရှင်စိန်ကျောင်းလိုမျိုးလား နည်းနည်းကွာပါတယ်ခင်ဗျဒီအဆောင်ကျောင်းရဲ့အဓိကရည်ရွယ်ချက်ကကျေးလက်ကနေလာတဲ့ခရစ်ယာန်ကလေးတွေကိုဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာပညာသင်ပြီးယုံကြည်ခြင်းမှသွေးဖြီမတော်စေရန်ကောက်ွယ်ဖို့တည်ထောင်လာတာပါ အိုးဆိုတော့သူတို့ကပညာရေးကိုဘေးယူတင်မကပ်ပဲသူတို့ရဲ့အတိုင်းဝန်ကိုထိမ့်ဖို့တီးချမ်းကပလေးတကူဖန်တီးဖို့စ조사နေလေဆိုတော့တဘောပေါ့လို့ ဟုတ်ပါတယ်စာရန်ထဲမှာကလေးတွေဟာတာသနာဖြူဆရာရဲ့စာကြီးခန်းကျမ်းပြင်ပေါ်မှာ accept ရတဲ့အထိနေရာထိုင်ခင်းချက်တဲ့ပုံကိုပုံဖော်ရေးထားတာကသူတို့ရဲ့အစောပိုင်းကာလရုန်းကန်မှုကိုမြင်သာစေပါတယ် ဒါအပြင်ကမရွတ်ဟာမြန်မာကရင်ချင်းစတဲ့တိုင်းရသားပေါင်းစုံတော့တရားဟောဆရာလောင်းဒီမွေးထုတ်ပေးတဲ့အဓိကသမတ်ပညာသင်ကျောင်းတစ်ခုလည်းထိခဲ့တယ်လို့ဆိုထားတယ်ဒါကတော့တကယ်ကိုရေရှည်စီမံကိန်းမယ်နော် ဟုတ်တယ်ခင်ဗျာနိုင်ငံခြားကတာသနာပြုတွေချီးပဲအကူနေလို့မရပဲအသင်းတော်တို့ဒေသခံကောင်းဆောင်တွေမွေးထုတ်ပေးတဲ့ဗဟိုဌာနတစ်ခုတီထောင်လိုက်တာပေါ့ ဟုတ်ပါတယ် ရေရှည်တည်တံ့ခိုင်မြဲကိုအတွက်ဒေသခံတွေရဲ့ပိုင်ရှင်စိတ်ဓာတ်ကအဓိကကျတယ်ဆိုတာကိုသူတို့နားလည်လာပုံရတယ်အဲ့ဒီစိတ်ဓာတ်ကိုမြင့်တင်ပေးတဲ့အထောက်အထားတစ်ခုကတော့သူတို့ဖျားเจ้าရဲ့အုံနဲ့စောက်ထားတဲ့အရှိပါအပိုင်းဟာမြန်မာခရစ်ယာန်တူရဲ့အလူငွေဖြစ်တယ်လို့ဖော်ပြထားတာပါပဲ အော်ဒါဟာအဖျင်းကနေလာပေးတာကိုလက်ခံယုံတသက်မဟုတ်တော့ပဲကို့အဖွဲ့အစည်းဖို့ကိုယ်တိုင်တိဆောက်ရမှာပါဝင်လာပြီဆိုတဲ့အပြောင်းလဲကိုညွှန်ပြနေတာပေါ့ အဲ့ဒါပါပဲ ဒီဒေသခံပိုင်ရှင်စိတ်သက်ဆိုတဲ့အယူဆကတကယ်တော့ချက်ပဲဖြစ်မယ်ကမာရွေလက်အောက်ခံစခန်းတစ်ခုဖြစ်တဲ့ကျဲလာမှာဒီစိတ်သက်ကိုပို့ပြီးအောက်ကောင်းအောင်လှောက်ဆောင်ခဲ့ုံရတယ် ဟုတ်ပါတယ်ဗျာ ဒေသခံခရစ်စတန်တွေကသူတို့ရဲ့ဖျားเจ้าနဲ့စာသင်ကျောင်းကိုကိုယ်တိုင်ဆောက်ခဲ့ကြတယ်။တမောရမအတင်ဖွဲ့တဲ့ခရစ်စတန်ရွာသစ်တည်ထောင်ခဲ့ကြတယ်လို့ဆိုတယ် ဟုတ်ကဲ့ ။စာတန်းထဲမှာဒီလိုရက်တီကသူတို့ထူးဆန်းအစမ်းခက်တော်ဆူဆောက်ချွေတာချင်းဆိုတဲ့ကောင်းမြတ်သည့်အကျင့်ကိုတင်ပေးခဲ့တယ်လို့ရေးထားတာကစိတ်ဝင်စားဖို့ကောင်းတယ်
ဒါကလွန်ရေးကြည့်တဲ့ချက်ပါခင်ဗျသာသနာပြုလုပ်ငန်းဟာယုံကြည်မှုတစ်ခုတည်းကိုသာဖြန့်ဝေတာမဟုတ်ပဲစီးပွားရေးနဲ့လူမှုရေးဆိုင်ရာဖွဲ့စည်းပုံအသစ်တွေကိုပါမိတ်ဆက်ပေးနေတာဖြစ်ပါတယ် ဟုတ်ကဲ့ ။တမိုးရေးမှာအတင်းဆိုတာအနောက်တိုင်းစီးပွားရေးပုံစံတစ်ခုကိုအသုံးပြုပြီးအတိုက်အဝန်းရဲ့ပန္တာရေးတည်ငြိမ်မှုကိုတိဆောက်ပေးတဲ့နမူနာကောင်းတစ်ခုပါပဲ။စူးစောင်းချွေတာချင်းကိုခရစ်ယာန်အကျင့်ကောင်းတစ်ခုအဖြစ်တင်ပြခြင်းအပြင်ဘာသာရေးနဲ့စီးပွားရေးတိုးတက်မှုကို S4 ချစ်ဆက်ပေးလိုက်တာပါ။ ဒါဆိုအားလုံးရဲ့အနှစ်သာရကသူတို့ဟာဘဝနေထိုင်မှုပုံစံအတစ်တစ်ခုလုံးကိုတိဆောက်ပေးနေပုံမှာပဲဖျားချောင်းသွားတက်ယုံမဟုတ်ကြဘူးဘလို့စီးပွားရေးလုံးမလဲဘလို့အတူတကွနေထိုင်မလဲဆိုတာတွေအထီပါတယ် ဟုတ်ပါတယ် ငွေရှာဖွေရေးအတွက်ဒီထတရီတစ်ခုကိုသူတို့ဘလို့ပါနတ်စွာအတုံးချခဲ့တယ်လဲဆိုတာပါပဲ အဲ့ဒါကတော့ဖះเจ้าအတွက်တိတ်တာဆိုတဲ့အစီအစဉ်မှာပဲ မြန်မာဗုဒ္ဓဘာသာဝင်တွေဟာနေ့စဉ်စွန့်ခံထွက်တဲ့ဘုန်းကြီးဒီကိုစံဒါမှမဟုတ်စွန့်ဟင်လောင်းလူတဲ့အလေးချက်နဲ့အသားတကြရှိနေပြီးတာပါသာသနာပြုအဖွဲ့ကဒီအလေးထားကိုတက်ရိုက်နီးယူခဲ့တယ် ။အော် ခရစ်ယာန်မိသားစုတွေဟာနေ့စဉ်ထမင်းချက်တိုင်းမှာစံတဆုပ်ဒါမှမဟုတ်နေ့စဉ်ပိစံတပြားကိုနိုးစီခွအဟောင်းလိုတန်ဘူးတဘူးတဲ့ကိုဖះเจ้าအတွက်ဆိုပြီးထည့်ကြတယ် ဒါကတကယ်ကိုပါနတ်တဲ့ယဉ်ကျေးမှုဆိုင်ရာ hack တစ်ခုပဲနော်လူတွေရဲ့2000ချီရှိနေတဲ့အလေးအကျင့်ကိုပြောင်းလဲဖို့မကြိုးစားပဲအဲ့ဒီအလေးအကျင့်ရဲ့ပုံစံကိုပဲအသုံးပြုပြီးသူတို့ရဲ့ရည်ရွယ်ချက်အတွက်လမ်းကြောင်းလွဲပေးလိုက်တာ ဟုတ်တယ်မလား ဒါဟာအတင်းကျပ်သွတ်သွင်းတာနဲ့လုံးဝမကြူတော့ဘူး အဲ့ဒါကြောင့်မလို့ဒါဟာအောင်မြင်ခဲ့တာပါဘာသာရေးအလေးအကျင့်အတစ်တစ်ခုကိုလူတွေနဲ့ယဉ်နီးပြီးသားယဉ်ကျေးမှုတလေးတစ်ခုနဲ့ပေါင်းဆက်ပြီးတဘာဝကြပြီးရေရှည်တည်တံ့အောင်လှုပ်ဆောင်ခဲ့တဲ့ထူးချွန်တဲ့ဥပမာတစ်ခုပါပဲနေ့တိုင်းလုပ်နေကြအလုပ်တစ်ခုလို့ဖြစ်သွားတဲ့အတွက်ဝန်ထုတ်ဝန်ပိုးတစ်ခုလို့မခံစားရတော့ဘူး ဟုတ်ပါတယ်ဒီလိုနီးလာနေလားစိန်ကျွန်းကျောင်းရဲ့ဘူလောင်တဖတ်အများကြီးပို့ပြီးတိမ်မွဲ့ပေမဲ့ရေရှည်မှာပို့ပြီးထိရောက်ခဲ့ပုံရတယ်နော် ဟုတ်ပါတယ်ခင်ဗျ ကဲဒီစာတန်းကိုပြန်ခြုံငုံကြည့်လိုက်တဲ့အခါတာနာပြုမဟာပြုဟာဆိုတာတရားဟောယုံတက်တဲ့အများကြီးပို့ပြီးရှုပ်ထွေးနေနေတယ်ဆိုတာကိုတွေ့ရပါတယ် ဟုတ်ကဲ့ ဒါဟာအဖွဲ့အစည်းရဲ့တိဆောက်ခြင်းပညာရေးကနေတဆင့်စာရိတ္တကိုပုံထွဲခြင်းလူမှုရေးနဲ့စီးပွားရေးဆိုင်ရာအလေးအကျင့်အသက်တွေနဲ့ကိုထုကိုထက်တက်တည်နိုင်တဲ့အတိုင်းအဝန်တွေဖန်တီးပေးခြင်းနဲ့သက်ဆိုင်နေတာပေါ့ သိကြပါတယ်ဇလန်ကတခုတည်းမဟုတ်ဘူးမတူညီတဲ့ပရိသတ်တွေအတွက်မတူညီတဲ့ချင်းကပ်ပုံတွေတုံးခဲ့တာကိုတွေ့ရတယ် ဟုတ်တယ် မြို့ပြအထက်တန်းလွှာအတွက်ဂုဏ်သိက္ခာရှိတဲ့ပညာရေးနဲ့လူမှုကွန်ရက်ကိုဖန်တီးပေးခဲ့တယ်ဒါပေမဲ့တိုက်ရိုက်ဘာသာပြောင်းလဲရေးမှာတော့ရုန်းကန်ခဲ့ရတယ်ကျေးလက်ဒီကားတွေမှာတော့ အတိုင်းဝန်တိဆောက်ရေးနဲ့ဒေတာဒလစ်ထုံးစံတွေကိုလိုက်ယုံညီထွေအထုံးချက်နီလာတွေကပို့ပြီးအောင်မြင်ခဲ့ပုံရတယ်နော် အဲ့ဒါပါပဲခင်ဗျာ စာတန်းရဲ့အဆုံးမှာကမာရွတ်ရဲ့ဖွဲ့စည်းပုံဟာတခြားသာသနာပြုဌာနချုပ်တည်းရဲ့ပုံစံနဲ့အတူတူနှီးပါးပဲလို့ဆိုထားတယ်ဒါကသူတို့အတွက်အလုပ်ဖြစ်တဲ့ပုံစံတစ်ခုကိုရှားတွေ့သွားပြီဆိုတဲ့သဘောတရားနေတယ် ဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီအချက်ကပဲကျွန်တော်တို့ကိုအရေးကြီးတဲ့စဉ်းစားစရာတွေးတစ်ခုပေးခဲ့တာပါဒီစာတန်းတစ်ခုလုံးဟာသာသနာပြုအဖွဲ့ရဲ့ရှုထောင့်ကနေရေးသားထားတာ ဟုတ်ကဲ့ သူတို့ရဲ့အောင်မြင်မှုကိုဘာသာပြောင်းဝင်လာသူအရေးအတွက်ကျောင်းရဲ့ဂုဏ်သတင်းနဲ့စူးစောင်းချွေသားခြင်းလို့ခရိယန်အကျဉ်းကောင်းတွေကိုလက်ခံကျင့်သုံးမှုနဲ့တိုင်းတာထားတယ် ဆိုတော့ဒီဆက်လန်တစ်ခုလုံးကသူတို့ရဲ့အမြင်သူတို့ရဲ့တိုင်းတာမှုစံနှုန်းတွေနဲ့ပဲတိဆောက်ထားတာပေါ့ ဟုတ်ပါတယ်အကယ်၍ဒီဇလန်ကိုစိန်ကျောင်းမှာတက်ခဲ့ပြီးကျောင်းကိုလည်းချစ်တယ်ဒေါက်တာမတ်စ်ကိုလည်းလေးစားတယ်ဒါပေမဲ့ဗုဒ္ဓဘာသာကိုပဲဆွဲဆွဲမြဲမြဲကိုးကွယ်ခဲ့တဲ့ကျောင်းသားဟောင်းတယောက်ရဲ့ရှုထောင့်ကနေပြန်ပြောပြမယ်ဆိုရင်ဇလန်ကဘလို့များကွာခြားသွားနိုင်မလဲ ဒါမှမဟုတ်ဒီခရစ်ယာန်ရွာတွေတမဝါယမအသင်းတွေကိုအဝေးကနေစောင့်ကြည့်နေတဲ့အနီးနားကဗုဒ္ဓဘာသာရွာသားတူရဲ့ရှုထောင့်ကနေဆိုရင်ရောသူတို့ကဒီအပြောင်းလဲတွေကအခွင့်အလန်းလားဒါမှမဟုတ်ချိန်ချောက်မှုတစ်ခုလား အဲ့ဒါပါပဲသူတို့ရဲ့အမြင်မှာအောင်မြင်မှုဆိုတာဘလို့ပုံစံမျိုးဖြစ်မလဲဒီသာသနာပြုလုပ်ငန်းတွေကသူတို့ရဲ့ဘဝသူတို့ရဲ့အတိုက်အဝန်းအပေါ်ဘလို့ရိုက်ခတ်ခဲ့တယ်လဲအဲ့ဒါကတော့ဒီလိုရင်းမြစ်တွေကနေကျွန်တော်တို့ဘရောမပြေဝသိနိုင်မှာမဟုတ်တဲ့ဇလန်ရဲ့ကြံတချံပါပဲ